ဒီနေ့ကဘိုးလေးလည်းအေးနေတာနဲ့စက်တာလေးလည်းစားချင်နေတာဆိုတော့အမိုစပိုင်စီလေးလှုပ်စားမယ်။ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့အရန်ကိုရိုးရှင်းလွယ်ကူလို့လိုက်လှုပ်စားကြည့်ဖို့မမေ့နဲ့နော်။အရင်ဆုံးစနိုးမုံနဲ့အမိုလေးကိုဖင်ပိုင်းလေးဖြတ်ပြီးလို့ရှိရင်စားနိုင်တယ်လို့အလွာလေးတွေလွှာထားလိုက်မယ်။ချက်သွန်ပြူ3မော်လောက်ကိုလည်းတပြားရိုက်ပြီးနှုံဆင်းထားလိုက်မယ်။ဆော့အတွက်ကတော့ဒါလေးကိုသုံးမယ်နော်။3800တောင်ဖြတ်သွားပြီ။ဘဟတ်အိုးရဲကိုရေတန်းတစ်ခွက်လောက်ထည့်လိုက်မယ်ပြီးရင်မီးဖွင့်လိုက်မယ်ငရုတ်စော်တစ်စုံကိုလည်းအိုးရဲထည့်လိုက်မယ်ပြီးရင်နှုံဆင်းထားတဲ့ချက်သွန်ပြူ3မော်လောက်ကိုလည်းပြစ်ထည့်လိုက်မယ်ပြားရည်လေးလည်းထည့်လိုက်မယ်အငံတက်လေးလေးလိုတာမို့လို့ပစုံငပြားရည်လေးနည်းနည်းပေါက်လိုက်မယ်အချို့အတွက်တကြားလေးထည့်လိုက်မယ်ဒါရီအားလုံးကြေသွားပြီဆိုလို့ရှိရင်စနိုးမှုလေးကိုအရင်ဆုံးထည့်ပြီးပြုတ်လိုက်မယ်အမိုလေးကိုတော့2မိနစ်လောက်ချပြီးမှပဲထည့်လိုက်မယ်စနိုးမှုကအမိုတက်ပို့ပြီးတော့မာတယ်ထင်ရလို့ပါဆက်လေးစားချင်တာမို့လို့ spicy sauce လေးကိုအိုးနှံ4-5စက်လောက်နှံ့နေအောင်ထည့်ပေးလိုက်မယ်နောက်ဆုံးမှာတော့ခောက်ဆွဲလေးထည့်ပေးလိုက်လို့ရှိရင်အရန်ကိုအရသာရှိတဲ့အမို spicy ခောက်ဆွဲလေးရပါပြီခင်ဗျာ